လမ်းနဲ့တွေကိုဝယ်ရမှာတန်နေပြီနော်အရင်ကလက်ပါတဲ့ဒီလမ်းကြီးကိုအရင်ဆုံးလေ့လာကြည့်အောင်နော်ဒီလမ်းကြီးကတော့ထန်းကိုပင်ထဲမှာရှိတဲ့58လမ်းအနီးမှာတည်ရှိပါတယ်။ရောင်းစားပေးမဲ့တိုက်လေးကတော့58လမ်းအနီး106လမ်းအနီးမှာရှိတဲ့ RC 30အယောင်လေးနဲ့မိတ်ဆက်ပေးဖို့ရောက်လာတာပဲဖြစ်ပါတယ်။အယောင်မိတ်ဆက်ပေးမဲ့တိုက်လေးကတော့ရင့်နောက်မှာရှိနေတဲ့ RC 30လေးပဲဖြစ်ပါတယ်ရှင်။ဒီတိုက်လေးရဲ့ပေစဲကတော့မျက်နှာပွင့်ကပေ20နောက်ကို60 60အကျယ်ဝန်းရှိပြီးအလှည့်လေးကတော့အရှိတ်လှည့်လေးဖြစ်ပါတယ်ရှင်။ပတ်ဝန်းကျင်လည်းတန်တယ်နေရာလည်းကောင်းတယ်တိုက်လည်းတန်တယ်ဒီလိုတိုက်လေးကိုရောင်းချပေးမဲ့ဈေးနှုန်းလေးကတော့19500နဲ့ရောင်းချပေးသွားမှာပဲဖြစ်ပါတယ်။ဈေးနှုန်းလေးကိုလည်းအဆင်ပြေအောင်ညှိနှိုင်းပေးပါမယ်နော်။ဟုတ်ကဲ့ဒီတိုက်လေးကိုစိတ်ဝင်စားလို့ဝယ်ယူနေဆိုရင် White Intent ကိုအမြန်ဆုံးဆက်သွယ်လိုက်ပါနော်။ကျေးဇူးတင်ပါတယ်ရှင်။